စီကံမရှိရင်လီဒါမဖြစ်ဘူး motivation ကတနေ့စာပဲလုံလောက်တယ်စီကံမရှိရင်လီဒါရှစ်မဖြစ်ဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ဦးချစ်ဖြစ်ပါတယ်လီဒါတယောက်ရဲ့အခြေခံကစီကံပါနောက်ဆုံးအောင်မြင်မှုမတိုင်ခင်နေတိုင်းလုပ်နေတဲ့အလေးကျင့်တွေကကျွန်တော်တို့ကိုလီဒါတယောက်ဖြစ်စေပါတယ်ဘယ်လိုမျိုးဖွဲ့စည်းမဆိုအဖွဲ့တစ်ဖွဲ့ရဲ့စီကံမရှိရင်အဖွဲ့မတည်ပါဘူးအဲ့ဒီမှာလီဒါဆိုတာစီကံကိုညာလေးတခြားသောအဖွဲ့ဝင်တွေထက်ပို့ပြီးတော့လိုက်နာရပါတယ်ဥပမာကျွန်တော်တို့ပြောထားတဲ့အချိန်ထက်တက်နိုင်သမျှစောပြီးပြောင်းလာရပါတယ်ပေးထားတဲ့ကတိတွေကိုလည်းတည်အောင်အကျဉ်းလုပ်ရပါတယ်ဒီနေ့ကစပြီးအလုပ်တစ်ခုကိုစိတ်ထဲရှိတယ်လို့တောက်ပြရရှောက်မလုပ်ပါနဲ့စီးငယ်ကန်းနဲ့လုပ်ပါစနစ်တကျနဲ့လုပ်ပါအဲ့ဒီနေ့ကစပြီး leadership စတင်ပါလိမ့်မယ်စီကံက leadership ကိုဖန်တီးပေးပါတယ် motivation မရှိတဲ့နေ့တွေမှာစီကံကပဲကျွန်တော်တို့ကိုကဲတင်နိုင်ပါတယ်အားလုံးကျေးဇူးပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ပြောခဲ့တဲ့စကားတွေကကျွန်တော်ရဲ့တကယ်ချင်းတွေလေးအကျင့်ကောင်းတစ်ခုကိုလုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်စီကံဆိုတာလီဒါအဖြစ်ဖန်တီးပေးပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကစီနဲ့ကန်းနဲ့နေတဲ့ထိုင်တဲ့လုပ်တဲ့ကန်တဲ့ပြောတဲ့ဆိုတဲ့မှာအောင်ဆောင်တယောက်ဖြစ်တဲ့အခါအများရဲ့ယုံကြည်မှုအများရဲ့လေးစားမှုအများရဲ့ချစ်ခင်မှုကိုမလွတ်မသွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့စီနဲ့ကန်းနဲ့စနစ်တကျနေတဲ့ထိုင်တဲ့လုပ်တဲ့ကန်တဲ့ကိုအခုကိုကြိုးစားကြည့်ကြပါစို့အားလုံးကျေးဇူးပါ